Chelsea နဲ့ Alonso ရဲ့အလားအလာ Alonso Chelsea ကိုရောက်လာခဲ့ရင်ဘာတွေဖြစ်လာမလဲဘာတွေဖြစ်လာနိုင်တယ်လဲမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုသဘောကျရင် like လုပ်လေးနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့သတိတရားနဲ့နှိပ်ပေးသွားပါအောင် Alonso Chelsea ကိုရောက်လာရင်ဘာတွေဖြစ်လာနိုင်လဲဘာတွေစလုပ်ရမလဲစားရမေးခွန်းတွေအများကြီးရှိခဲ့ပါတယ်Alonso ကစားသမားဘဝတုန်းကကမ္ဘာအဆင့်ကွင်းလယ်လူတယောက်ဖြစ်ခဲ့သလိုနီးပြဘဝမှာလည်းအံ့အားသင့်စရာအောင်မြင်မှုတွေရယူထားသူဖြစ်ပါတယ်သူ့ရဲ့အသင်းတွေဟာဘောလုံးကိုထိန်းချုပ်ကစားနိုင်တယ်တိုက်စစ်ဆင်ရာမှာစနစ်ကြတယ်ကစားသမားတွေကိုတိုးတက်အောင်လုပ်ပေးနိုင်တယ်ဆိုတာကိုအားလုံးမြင်ခဲ့ရပါတယ်ကဲခက်မြက်မြက်ပဲစလိုက်အောင်ပါ1ဖွဲ့စည်းပုံ Alonso Chelsea ကိုရောက်လာခဲ့ရင်အရင်ဆုံးပြောင်းလဲရမယ့်အရာကအသင်းရဲ့ဖွဲ့စည်းပုံပါပဲ Chelsea မှာအရေးသွေးရှိတဲ့လူငယ်ကစားသမားတွေအများကြီးရှိပါတယ်ဒါပေမဲ့ပြဿနာကအသင်းဟာကစားသမားအရေးအတွက်များလွန်းနေပါတယ်တချို့နေရာတွေမှာကစားသမား3ယောက်4ယောက်လောက်ရှိနေပြီတချို့နေရာတွေမှာတော့အရေးသွေးမြင့်အဓိကကစားသမားမရှိသေးပါဘူးAlonso သာရောက်လာရင်အသင်းကိုအရင်ဆုံးရှင်းလင်းဖို့ကြိုးစားမယ်လို့ထင်ပါတယ်အသင်းရဲ့စနစ်နဲ့မကိုက်ညီတဲ့ကစားသမားတွေကိုရောင်းထုတ်ပြီးလိုအပ်တဲ့နေရာတွေကိုဖြည့်တင်းဖို့ကြိုးစားနိုင်ပါတယ်ဒီထဲမှာဂါနာချိုတို့လည်းပါနိုင်ပါတယ်အန်ဆိုကတော့သူသဘောနဲ့သူထွက်သွားဖို့ရှိနိုင်လို့သူ့နေရာလည်းပြန်စားထိုးဖို့ကြိုးစားရပါမယ်နောက်ထပ်အရေးကြီးပြင်ရမယ့်အပိုင်းကခံစစ်ပိုင်းမှာဒီယာဒီမှာ Chelsea ကတချို့ပွဲတွေမှာခံစစ်အမှားတွေကြောင့်အမှတ်တွေဆုံးရှုံးခဲ့ရပါတယ်Alonso ရဲ့အသင်းတွေမှာအရေးကြီးတဲ့အချက်ကခံစစ်နဲ့တိုက်စစ်အကြားအကွာအဝေးကိုကောင်းကောင်းထိန်းနိုင်တာကိုတွေ့ရပါတယ်ဒါဆို Alonso အတွက်ခံစစ်ကောင်းမှုနဲ့ကွင်းလယ်ဦးဆောင်ပေးမဲ့သူတယောက်မဖြစ်မနေလိုအပ်ပါတယ်ကွင်းလယ်တခြားဘောလုံးနဲ့တူဆွဲပြေးပေးမဲ့ကွင်းလယ်လူမျိုးကို Alonso လိုအပ်ပါတယ် Leverkusen မှာဆိုရင် Vid လိုကစားသမားဖြစ်ပြီး Madrid မှာဆို Bellingham ဒါမှမဟုတ် Ardaလိုကစားသမားပါ Chelsea မှာ Enzo ရှိပေမဲ့ Enzo ကထွက်ဖို့များနေတယ်လို့ Cole Palmer ကလည်းလက်ရှိခြေစွမ်းနဲ့ဆိုရင်တော့ကွင်းလယ်ကောင်းကောင်း league မလုပ်နိုင်ပါဘူးဒါကြောင့် Alonso ရောက်လာရင် Chelsea ရဲ့ခံစစ်ပိုင်းစနစ်တကျဖြစ်လာနိုင်တယ်လို့ကွင်းလယ်လည်းအားကောင်းလာနိုင်ပါတယ်နှစ်ဥရောပဝင်ခွင့်မရခြင်းဥရောပဝင်ခွင့်မရတာကလည်းစိုးတာဆိုပေမဲ့တစ်ဖက်မှာအရာရာအစားကနေပြန်စားရမယ်လီပြအသစ်အတွက်ဥရောပပွဲမရှိတာကသူ့အတွက်ပွဲနေတာလောအကန်ရလွယ်ပါတယ်အောင်စားရတာနေတဲ့အတွက်အသင်းကိုစိတ်ကြိုက်တိဆောက်ဖို့အချိန်ပိုရပါတယ်ဥမာပေးရရင်ဒီယာဒီ Michael Carrick ကဥရောပပွဲမကန်ရတာကိုအခွင့်ကောင်းယူပြီးအသင်းကိုအဆင့်3ထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်အသင်းကိုအေးအေးဆေးဆေးနဲ့အချိန်ယူတိဆောက်ဖို့အခွင့်အရေးရလာနိုင်ပါတယ်3 Alonso နဲ့ Star Power Alonso ကတိတ်ကိုတော်တဲ့နီးပြဆိုတာကိုတက်တည်ပြပြီးသားပါ Leverkusen နဲ့အမှတ်ပေးဖလားယူနိုင်ခဲ့တဲ့သူပါဒါပေမဲ့ Alonso က Star Power ကိုထိန်းချုပ်နိုင်မှုအားနည်းတယ်ဆိုတာကိုမြင်ခဲ့ရပါတယ် Alonso ကဘာ Star Power မှမရှိတဲ့ Leverkusen လိုအသင်းနဲ့အတူအမှတ်ပေးဖလားကိုယူပြနိုင်ခဲ့တဲ့အထိသူ့ရဲ့နီးစနစ်ပိုင်းကိုချပြနိုင်တဲ့အထိအောင်မြင်ခဲ့ပေမဲ့ Madrid မှာတော့ Star Power တွေကိုကောင်းကောင်းမကင်တွယ်နိုင်ခဲ့လို့အဲ့ဒီအသင်းရဲ့ Star ကစားသမားတွေကိုမကင်တွယ်နိုင်ခဲ့လို့ Madrid ကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်ဒီတော့ Chelsea ဆိုတာ Madrid လောက် Star Power မများပေမဲ့ Leverkusen ထက်တော့ Star Player တွေများတဲ့အတွက် Star Player တွေရဲ့ Power ကိုကြော်ဖြတ်ပြီးကောင်းကောင်းကင်တွယ်နိုင်မလားနိုင်နိုင်နင်းကင်နိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါဒါပေမဲ့ကျွန်တော်ကတော့ Madrid မှာ Star Player တွေကိုမကင်တွယ်နိုင်ခဲ့တာနဲ့ Chelsea က Player တွေမကင်တွယ်နိုင်ဘူးလို့တစ်ထစ်ချမသတ်မှတ်ချင်ပါဘူးဘာလို့လဲဆိုတော့ Madrid အသင်းကကစားသမားတွေကိုတအားလိုလိုက်တဲ့အသင်းမှာ Star Player တွေနဲ့နီးပြဆိုရင်နီးပြပဲလဲတဲ့အထိ Star Player တွေကို Madrid ကပါစားပေးတဲ့အသင်းဖြစ်လို့မတူဘူးလို့ထင်ပါတယ်4 Alonso စိတ်ကြိုက်ကစားသမားနဲ့ငွေကြေး Alonso စိတ်ကြိုက်ကစားသမားက Chelsea မှာ900တောင်မပြေဘူးလို့ BBC ဘက်ကဖော်ပြထားပါတယ်ဒီသတင်းတိုင်းကတကယ်ဖြစ်ရင် Chelsea က Alonso အောင်မြင်ဖို့လူတွေထပ်ဖြည့်ပေးရမှာပါခက်တာကအသင်းကဥရောပဝင်ခွင့်မရထားလို့အသင်းရဲ့ဝင်ငွေလျော့သွားတာကြောင့်ငွေကစွတ်သုံးလို့မရသေးပါဘူး FFP Blue ကိုလည်းရှောင်ရပါသေးတယ်ဒီတော့လူတွေပြန်ရောင်းပြီးမှပြန်ဝယ်တာမျိုးလည်းဖြစ်နိုင်ပါတယ်5 Alonso Conte လိုဖြစ်လာနိုင်လားဒါကတော့ Chelsea ပရိသတ်တွေရဲ့မျှော်လင့်နေတဲ့အပိုင်းမှာဒါကိုအရင်ဆုံးဆွေးနွေးကြပါတယ်မျှော်လင့်နေဆိုတာလည်းဖြစ်နိုင်ခြေကနေထွက်လာတာဖြစ်လို့ဖော်ပြပေးလိုက်တာပါဖြစ်ရင်လည်းဖြစ်လာနိုင်ပါတယ်ဘယ်ရာမှကြုံမသိနိုင်ပါဘူးလွန်ခဲ့တဲ့10နှစ်ကျော်ကဖြစ်ရတဲ့တစ်ခုပါ2015-16ဘောလုံးရာသီမှာ Premier League Champions ဆုကိုရသွားတဲ့အသင်းက Leicester City အသင်းဖြစ်ပြီးနီးပြကြီး Rani Redi ရဲ့လက်အောက်မှာ Jamie Vardy, N'Golo Kante, Drinkwater, Mahrez နဲ့ Shawn Michael တို့ရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ Premier League Champions ဆုဖလားကြီးကိုရရှိခဲ့ပါတယ်အဲ့ဒီတော့ကအဆင့်နဲ့မှရပ်တည်ခဲ့တဲ့အသင်းက Arsenal အသင်းဖြစ်ပြီးဒီရာသီတန်းဆင်းစုံနာမှာရုံးကန်နေရတဲ့ Spurs အသင်းဟာအဲ့ဒီတုန်းကအဆင့်3မှာရပ်တည်ခဲ့တာပါ Man City နဲ့ United ကလည်းအဆင့်4နဲ့အဆင့်5နေရာမှာရပ်တည်ထားခဲ့ကြတာပါ Liverpool ကတော့အဆင့်8မှာရပ်တည်ခဲ့ပြီးအဆင့်10မှာတော့ Chelsea အသင်းကအခုနှစ်ဘောလုံးရာသီလိုမျိုးရပ်တည်နေခဲ့တာပါဒီမှာပြောချင်တာကအဆင့်10မှာရပ်တည်ခဲ့တဲ့ Chelsea အကြောင်းပါ Chelsea တို့အဲ့ဒီတုန်းက Southampton, West Ham နဲ့ Stoke City တို့လိုအသင်းတွေရဲ့အောက်မှာရပ်တည်ခဲ့တဲ့အထိရလဒ်တွေဆိုးရွားခဲ့ကြတာဖြစ်ပြီးအတော်လေးဆိုးရွားတဲ့အခြေအနေကိုမြင်တွေ့ခဲ့ရပါတယ်ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း Bournemouth, Sunderland, Brighton နဲ့ Brentford တို့လိုအသင်းတွေရဲ့အဆင့်ကိုမမီခဲ့ကြပဲအဆင့်10နဲ့ရပ်တည်ခဲ့တဲ့ Chelsea ဟာလာမယ့်ရာသီမှာတော့လွန်ခဲ့တဲ့10နှစ်ကလို့လုံးပြနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါ
လွန်ခဲ့တဲ့10နှစ်ကအဆင့်10နေရာမှာရပ်တည်ခဲ့တဲ့ Chelsea အသင်းဟာ2016 17ဘောလုံးရာသီမှာတော့နီးပြအန်တိုနီယိုကွန်တီရဲ့လက်အောက်မှာစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ကြပြီး Premier League Champions ဆုကိုရရှိခဲ့ပါတယ်။အန်တိုနီယိုကွန်တီရဲ့ Chelsea အသင်းဟာရာသီအစ Premier League ပွဲစဉ်3ပွဲလောက်အထိရလဒ်တွေဆိုးရွားခဲ့တာကိုမြင်တွေ့ခဲ့ကြရပေမဲ့အဲဒီနောက်ပိုင်းမှာတော့ပုံစံကောင်းတွေပြသက Premier League Champions ဆုကိုရနိုင်ခဲ့ကြသလိုအခုလေနီးပြအသင်းဇာဗီလွန်ဆိုနဲ့အတူ2026-29ဘောလုံးရာသီမှာ Chelsea တို့လွန်ခဲ့တဲ့10စုနှစ်ကလိုစွမ်းဆောင်ပြနိုင်မလားဆိုပြီးစောင့်ကြည့်နေကြတဲ့သူတွေအများကြီးရှိပါတယ်။ဒါကဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်။အဲဒီတော့ကကွန်တီကဥရောပဝင်ခွင့်မှမရထားတဲ့အသင်းကို EPL တခုတည်းအာယုံစိုက်ရလို့ချန်ပီယံဖြစ်အောင်လုပ်ပြီးသွားနိုင်ခဲ့တာပါ။ဒါကြောင့်လည်းဒါကစောင့်ကြည့်ခြင်းစရာအချက်ပါ။6အလွန်ဆိုရဲ့ကစားကွက်နဲ့ Chelsea ကစားသမားတွေအံဝင်မဝင်အလွန်ဆိုရဲ့အသင်းတွေက win back တွေကိုအရန်အားကိုးပါတယ် Leverkusen မှာ Frank Paul နဲ့ Grimaldo တို့ကတိုက်စစ်ကိုအဓိကပံ့ပိုးပေးကြပါတယ်။ဒါပေမဲ့ Chelsea မှာအလွန်ဆိုလိုချင်တဲ့ win back အမျိုးအစားအပြည့်အဝရှိနေပြီလားဆိုတာမေးခွန်းထုတ်စရာဖြစ်ပါတယ်။ Reece James ကကြမ်းခိုင်မှုပြဿနာရှိနေပြီးတရားသီးလုံးကစားနိုင်မလားမသိကြပါဘူး။ဘယ်ချမ်းမှလည်းအလွန်ဆိုစိတ်ကြိုက် win back တယောက်ထပ်လိုအပ်လာနိုင်ပါတယ်။ဒါကြောင့်အလွန်ဆိုရဲ့ကစားကွက်ကို Chelsea ကစားသမားတွေဘယ်လောက်မြန်မြန်လိုက်ပါနိုင်မလဲဆိုတာကအရေးကြီးတဲ့အချက်ဖြစ်လာနိုင်ပါတယ်။ခုနှစ်ပရိသတ်တွေရဲ့စိတ်ရှည်မှုဒါကအရေးကြီးဆုံးအချက်လို့တောင်ပြောလို့ရပါတယ်။ Chelsea ပရိသတ်တွေဟာအောင်မြင်မှုကိုအမြန်လိုချင်နေကြတဲ့ပရိသတ်တွေပါ။ဒါပေမဲ့အလွန်ဆိုရောက်လာရင်ပထမနှစ်မှာချန်ပီယံဖြစ်ဖို့ထက်အသင်းရဲ့ identity ကိုတည်ဆောက်ဖို့ပိုအရေးကြီးပါတယ်။အကယ်၍ရလဒ်ဆိုးတချို့ကြုံခဲ့ရင်ပရိသတ်တွေမီဒီယာတွေနဲ့အသင်းတာဝန်ရှိသူတွေကအချိန်ပေးနိုင်မလားဆိုတာအလွန်ဆိုရဲ့အောင်မြင်မှုကိုဆုံးဖြတ်ပေးနိုင်တဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကတော့ Chelsea ကိုအလွန်ဆိုရောက်လာခဲ့ရင်ဘာတွေဖြစ်နိုင်လဲဆိုတာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ထပ်ပြောရင်ရသေးပေမဲ့လိုအပ်တဲ့အချက်တွေကိုပဲအဓိကပြောလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ tactical analysis ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ကောင်းပါမှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။